ညဘက်ရောက်တဲ့အခါပေါင်ကန်းလေးဟာတုံးကူဟန်မတိအောင်ဓာတ်ဆောင်ကနေခိုးထွက်လာပြီးသူ့ဆရာတခင်ရဲ့ခြံဝင်းကိုသွားကအရင်လိုအိမ်တန်ရှင်းရေးနဲ့တခင်လေးရဲ့ဝေယဝဆတွေကိုလုပ်ပေးနေခဲ့ပါတယ်။တုံးကူဟန်ကစီကန်းတင်းချက်ပေမဲ့သူ့အပေါ်မှာရန်ကောင်းပြီးဓာတ်ဆက်ခံသူပြန်ဝဲပြီးရင်သူနေတဲ့တောင်ထိပ်ကိုင်းကိုခေါ်မှဖြစ်လို့ပေါင်ကန်းလေးကတုံးကူဟန်ကိုအပြစ်မတင်ဖို့ဆိုလိုက်ပါတယ်။တခင်လေးကိုလည်းသူ့ဆရာတုံးကူဟန်နဲ့မိတ်ဆက်ပေးမယ်လို့ဆိုကတခင်လေးရဲ့အရေးချင်းနဲ့ဆိုရင်တုံးကူဟန်ကတေချာပေါက်သူ့တောင်ထိပ်ကိုင်းကိုခေါ်မှဖြစ်လို့သူတို့အတူတူနေပြီးလေ့ကျင့်လို့ရပြီလို့ဆိုလိုက်ပါတယ်။လျှံဝတ်တောင်ထိပ်မှာချင်းရှမ်းကအတော်ဆုံးဖြစ်ပြီးတောင်ထိပ်ပေါ်မှာငယ်ရွယ်ပြီးအရေးချင်းရှိတဲ့တပည့်တွေကတောင်ကူးကူးရဲ့ဓာတ်တိုင်းတွေအကုန်လုံးကိုတင်လို့ရတယ်လို့ဆိုလိုက်ပါတယ်။တောင်ထိပ်တပည့်တွေဖြစ်သွားရင်ပူလောင်လင်းနဲ့မာယနာတိုင်းပြည်ကိုတွားပြီးချင်းရှမ်းကိုစားပြုအဖြစ်စိတ်နှစ်တစ်ခါကျင်းပတဲ့ဓာတ်ပြန်ပွဲကိုလည်းပါဝင်ခွင့်ရတယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်ကိုငယ်ပြင်းဟာလျှံဝတ်တောင်ထိပ်ကိုတူတမိုးမကြတာဖြစ်လို့တုံးကူဟန်နဲ့လည်းမိတ်ဆွေမဖွဲ့ချင်ဘူးလို့ဆိုကဓာတ်အဆောင်ကိုပြန်ခန့်လိုက်ပါတယ်။အဲဒီနောက်ပိုင်းပေါင်ကန်းလေးကနေဘက်မှာဆိုဓာတ်အဆောင်မှာလေ့ကျင့်နေပြီးညဘက်ဆိုကိုငပြင်းရဲ့အိမ်ကိုလာကတန်ရှင်းရေးတွေလုပ်ပေးရင်တညာလုံးသူ့သခင်လေးနဲ့ချင်းကုန်ခဲ့ပါတယ်။နှင်းတွေကျနေတဲ့ဆောင်းရတီညတညမှာတုံးကူဟန်ရဲ့38ရက်မြောက်တပည့်ရောက်ရှိလာပြီးသူနဲ့ပေါင်ကန်းအတူရှိနေတာကိုမတွေ့ချင်ကြောင်းဆိုလိုက်ပြီးနောက်ဆိုရင်ပေါင်ကန်းလေးနဲ့မပတ်သက်ဖို့တုံးကူဟန်ကမာလိုက်ကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်။နောက်တနေ့ညမှာပေါင်ကန်းလေးကသူ့ဆရာတခင်ကိုတခုခုပြောချင်ပေမဲ့လည်းမပြောရဲပဲဖြစ်နေကပုံမှန်အတိုင်းအိမ်တန်ရှင်းရေးတွေလုပ်ပြီးသွားပြီးနောက်ပိုင်းထပ်မလာတော့ပဲပျောက်ကွယ်သွားခဲ့ပါတယ်။တရက်မှာအတွင်းကိုင်းဆောင်မှုဝဲကိုအောင်မြင်လာခဲ့တဲ့ရွှေရှမ်းတို့နှစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ဓာတ်ဆက်ခံသူပြန်ပွဲဟာနောက်နှစ်နွေရာသီမှာကျင်းပမှာဖြစ်ပြီးဒီတစ်ခေါက်ပြန်ပွဲမှာကြောင်လိုက်ရွက်ကဘူဆွဲမဲ့လို့ရေပန်းစားနေပြီးပေါက်ကန်းလေးကလည်းဓာတ်ကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်ပြီဖြစ်လို့ဓာတ်ဆက်ခံသူပြန်ပွဲမှာဓာတ်ဆက်ခံတာအောင်မြင်ရင်တမိုင်းမှာဒုတိယအငယ်ဆုံးဓာတ်ဆက်ခံသူဖြစ်မဲ့လို့ရွှေရှမ်းကဆိုကတနေကုန်ကိုငပြင်းနဲ့ပဲအချိန်တွေကုန်ဆုံးသွားရင်စကားတွေအများကြီးပြောပြီးပြန်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာဓာတ်တောင်ပေါ်ကကိုပိုင်ဓာတ်ကိုယူဖို့ကိုငပြင်းရောက်ရှိလာခဲ့ပါတယ်။အတွင်းကိုင်းကိုဝင်လာကြတဲ့ကအစင်ထက်မတက်တော့ပဲအပြင်းကြီးနေတဲ့သူကဓာတ်တောင်ပေါ်ကိုတက်ဖို့အရေးချင်းမရှိဘူးလို့တုံးကူဟန်ကဆိုကစောစောစီးစီးလက်လျှော့လိုက်ဖို့လောင်ပြောင်ပြုတ်ဆိုလိုက်ပါတယ်။အဲဒီနောက်တောင်ထိပ်တခင်တွေကစကီလေးတယောက်ရောက်ရှိလာပြီးကြင်ကြံနေဆိုတာကိုယ့်အပေါ်မှာမူတရားဖြစ်လို့ကိုငပြင်းဘလို့ပဲလေ့ကျင့်မင်းနဲ့မဆိုင်ဘူးလို့ဆိုလိုက်ပြီးဓာတ်ဆောင်ကအကြီးကဲကလည်းကိုငပြင်းဟာသူ့အတန်းတွေကလူဖြစ်လို့ဆုံးမရမယ်ဆိုရင်တော့မင်းဆုံးမပန်ခွင့်မရှိဘူးလို့တုံးကူဟန်ကိုဆိုလိုက်ပါတယ်။အဲဒီနောက်ချင်းယုံတောင်ကလည်းကိုငပြင်းကိုစိတ်ဝင်စားနေတာလားလို့အကြီးကဲကမေးလိုက်တော့ဘယ်တောင်ထိပ်တခင်မှကိုငပြင်းကိုမခေါ်ကြလို့ကိုငပြင်းကဓာတ်ကိုဆက်ခံနိုင်ရင်သူတို့ချင်းယုံတောင်ကခေါ်မယ်လို့တောင်တခင်ကဆိုလိုက်ပါတယ်။တစ်ဖက်မှာလည်းဓာတ်တောင်ပေါ်ကိုရောက်ရှိသွားတဲ့ကိုငပြင်းဟာတောင်ပေါ်မှာတရားထိုင်နေတဲ့လာရွက်နဲ့တွေ့ဆုံသွားပြီးတောင်ပေါ်မှာလူရှိနေတာသူမသိလိုက်လို့နောက်ဆက်ဖြစ်သွားရင်တောင်းပန်တယ်လို့ဆိုကသူ့ရဲ့နာမည်ကကျင်းကျူဖြစ်ကြောင်းပြောပြီးနှုတ်ဆက်လိုက်ပါတယ်။ကြောင်လိုက်ရွက်ကသူအကြောင်းကြားဘူးရလို့ဆိုကသူများနေပြောတယ်လို့ထင်တယ်လောင်နဲ့မချောပါဘူးလို့ပြန်ပြောလိုက်တော့ဒါဟာသူများတွေခြေကားပြီးပြောဆိုတာဖြစ်လို့သူ့ကိုဂယုမဆိုင်ပဲဆက်လက်ကြည့်နေဖို့မှကြာရင်တောင်ပေါ်ကိုဆက်တက်သွားခဲ့ပါတယ်။ခဏကြာတဲ့အခါမှာကြောင်လိုက်ရွက်ကိုလှုပ်ကြံတက်ဖြစ်ဖို့လူတယောက်ရောက်ရှိလာခဲ့ပါတယ်။ထိုလူဟာဂိုင်းရဲ့စွမ်းအားလွန်ကြီးမားတဲ့ကြီးကဲတွေကတယောက်ဖြစ်လို့လာရွက်ဟာဘလို့မှတောက်မခံနိုင်ပဲရှုံးနေသွားခဲ့ပါတယ်။ထိုလူဟာလာရွက်ကိုဘာကြောင့်လာတက်ရတယ်လဲဆိုတော့လာရွက်ဟာမိစ္ဆာရင်ဆန်းကိုအကြောင်းမဲ့တက်ပြစ်လိုက်တဲ့ကိစ္စအားစုံစမ်းစစ်ဆေးနေတာဖြစ်ပြီးဒီနောက်ွယ်မှာဖုံးကွယ်ထားတဲ့အကြံစီကြီးကြီးမားမားရှိတာဖြစ်လို့တောင်ထိပ်တခင်တွေထဲမှတယောက်ကလှုပ်ချင်တက်ပြက်စီကံခဲ့တာဖြစ်ပါတယ်။ထိုလူဟာသူ့ရဲ့အစွမ်းထက်ဆုံးတက်ခွက်ကိုထုတ်သုံးပြီးလာရွက်ကိုတက်တော့မဲ့အချိန်မှာဓာတ်ကိုရရှိလာပြီဖြစ်တဲ့ကိုငပြင်းရောက်ရှိလာခဲ့ပြီးထိုလူကိုတက်ပြစ်လိုက်ခါပိုင်းကားလည်းပြီးဆုံးသွားခဲ့ပါတယ်။